အားလုံးမင်္ဂလာပါနော်ညီကိုလည်းကျွန်တော်ဒီနေ့ဒီနှစ်ပတ်စစ်ပေါ့နော်နှစ်ပတ်စစ်ရှိအောင်နဲ့ရောင်တန်းဝင်နဲ့ရှိအောင်ပေါ့နော်ကျွန်တော်လာရှင်းပြပေါ့နော်ဒီနှစ်ပတ်စစ်ရှိအောင်ကတော့ possible ရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီပါခုနေလဲဆိုတာကျွန်တော်အသေးစိတ်လာရှင်းပြအောင်ပေါ့နော်ကျွန်တော်လည်းတူတာကြည့်ကြအောင်ပေါ့နော်ကဲအခုကျွန်တော်ဒီမှာပေါ်တော့ဒါတော့ကျွန်တော်ပြရတဲ့အတန်ပေါ့နော်ဒီရွှေရောင်ပေါ့နော်ရွှေရောင်နှစ်ပတ်စစ်ပေါ့နော်ညီကိုတို့ကြည့်ရမှာကြတော့ဒီခုနှစ်ပေါ့နော်ခုနှစ်2550ဖြစ်နေတဲ့ဆိုရင်ရတာပေါ့နော်ရွှေရောင်ပေါ့နော်ရွှေရောင်ခုနှစ်2550ဆိုရင်ရတာပေါ့နော်ဒီခုနှစ်2551အထက်တွေကြတော့မရတော့ပေါ့နော်ဒီ51 52 53 54ဒီအထက်တွေကြတော့မရပေါ့နော်ခုကျွန်တော်ပြရတဲ့အတန်ပေါ့နော်ဒီခုနှစ်2550မှာရတာပေါ့နော်လက်ရှိပေါ့စီကြတော့2000ကနေ9000အထိရတာပေါ့နော်ဒီ9000 UNC ဆိုတာ9000အထိရနိုင်တယ်ပေါ့နော်တကယ်လို့ညီကိုတို့စီမှာရှိတယ်ဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ဒီရောင်းချင်တဲ့ဘယ်လိုမျိုးဆက်သွယ်ရမလဲဆိုရင်တော့ကျွန်တော်ဒီမှာပြရတဲ့အတန်ပေါ့နော်ဒီကျွန်တော်ဒီ Facebook ကနေဆက်သွယ်ပြီးလို့ရတာပေါ့နော်အခုကျွန်တော်ပြရတဲ့ဒီ Facebook ကနေတစ်ဆင့်ပေါ့ဆက်သွယ်ပြီးလို့ရတာပေါ့နော်ဒီ Messenger ကနေပို့တာပေါ့နော်တကယ်လို့ညီကိုတို့ပို့လာတဲ့ပုံစံတူတယ်ပေါ့နော်ပုံစံတူတယ်ကျွန်တော်ပြောရတဲ့အတန်းဆိုရင်တော့ကျွန်တော်ဒီစပြန်ပြီးမှာပေါ့နော်တကယ်လို့မတူဘူးဆိုတော့ကျွန်တော်ကြည့်ပေးတယ်ပေါ့နော်ကြည့်ပေးတယ်ဒါမဲ့စာတော့မပြန်ဖြစ်ဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီကျွန်တော်ဒီအများနဲ့စပြန်နေရလို့ပေါ့နော်တကယ်လို့ညီကိုတို့ဒီရောင်းချင်တဲ့အခြေစီတွေရှိရင်လည်းကျွန်တော်ဒီ Facebook ကနေတစ်ဆင့်ပို့တာပြပေါ့နော်